မင်္ဂလာပါခင်ဗျာ9ရက်3လ2026ဒီကနေ့ဖရဲသခွားရောင်းဝယ်မှုအရှိန်တွေကတော့မနေ့ကလက်ကျန်ဖရဲသခွားကားတွေကတော့ဒီမနေ့အကုန်လုံးရောင်းထွက်သွားပါတယ်ဒီနေ့ဖရဲကားက30ကျော်သခွားမွေးကားကတော့60ကျော်ဒီကွင်းထဲမှာဒီမနေ့အရောင်းဝယ်ပြုမှာဖြစ်ပါတယ်ခင်ဗျာတရုတ်နိုင်ငံမှာရာသီဥတုပြောင်းလဲမှုဖြစ်ပြီးနှင်းမုန်တိုင်းတွေကျတယ်ပြန်အေးလာတဲ့အတွက်ခူးရမယ့်ဖရဲသီးတွေကနောက်နည်းနည်းဆုတ်သွားတယ်ဒီအခွင့်အရေးကကျွန်တော်တို့အတွက်မျောလင်းချက်ကလေးနည်းနည်းချင်းတန်လာတယ်လို့ပြောရပါမယ်ခင်ဗျာဒီနေ့ရောင်းဝယ်ဈေးနှုန်းတွေကတော့မနေ့ကနဲ့မတိမ်မယိမ်းပါပဲသိပ်ပြီးထူးထူးခြားခြားတက်လာတာမျိုးကျသွားတာမျိုးတော့မရှိပါဘူးခင်ဗျာအသီးရည်သွေးပေါ်မူတည်ပြီးတော့ဈေးကတော့ကွာဟာလေးရရှိပါတယ်ဒီမနေ့နောက်ပိုင်းရောင်းတဲ့ဈေးကွက်အရှင်တွေကိုအကုန်လုံးသိရတဲ့အခါမှာ comment ကနေပြီးတော့အသေးစိတ်ရေးပေးလိုက်ပါမယ်ခင်ဗျာရောင်းဝယ်တွေဒီတက်မကကောင်းပါစေခုလိုကြည့်ချူပေးတာအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ